အားလုံးပဲမင်္ဂလာပါခင်ဗျ 3D မင်းသား channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်အခု6ချိန်မြောက်เนาะ6ချိန်မြောက်4လပိုင်းတရက်နေ့ညနေကျွန်တော်တို့3နာရီခွဲအတွက်ပေါ့ခင်ဗျเนาะညနေ3နာရီခွဲအတွက်ညနေ3နာရီခွဲအတွက်ပေါ့เนาะ 3D လေးကိုကျွန်တော်တွက်ပြပေးသွားပါမယ်ခင်ဗျเนาะညနေ3နာရီခွဲအတွက်4လပိုင်းတရက်နေ့ညနေ3နာရီခွဲအတွက် 3D လေးကိုကျွန်တော်တွက်ပြပေးသွားပါမယ်ပထမဆုံးကျွန်တော်တို့ကဘယ်ပင်ဝင်ကြည့်မယ်344အတွက်ကိုကျွန်တော်စာတွက်ပေးပါမယ်ထိပ်စီရောအလဲရောအပိတ်ရောဟုတ်ပြီเนาะ344ထွက်ခဲ့တဲ့အပင်ကိုကျွန်တော်ဒီတိုင်းနဲ့ပြန်တွက်ပေးပါမယ်ခင်ဗျဟောเนาะဒါကကျွန်တော်ညနေတရက်နေ့เนาะ4လပိုင်းတရက်နေ့ညနေ3နာရီခွဲအတွက်ပါပထမဆုံးကျွန်တော်တို့က344ပင်ကိုထိပ်စီပိုင်းကိုကျွန်တော်တို့စကြည့်မယ်ခင်ဗျဟုတ်ပြီเนาะထိပ်စီပိုင်းလေးကိုကျွန်တော်တို့စကြည့်မယ်ထိပ်စီပိုင်းလေးကထိပ်စီပိုင်းလေးကကျွန်တော်ဒီ3လုံးပေါင်းခြင်းsorry ပါဒီ4လုံးပေါင်းခြင်းပေါ့เนาะဒီ4လုံးပေါင်းခြင်းဟုတ်ပြီเนาะဒီ4လုံးပေါင်းခြင်း9666ပေါင်းခြင်း63လုံးဒီ63ဒီ78 9နဲ့ပေါင်းတော့29ဟုတ်ပြီเนาะ29ဆိုတော့ကျွန်တော်တို့က9ရဲ့နက်ခတ်ကတော့3ညပေါ့ခင်ဗျာเนาะ9နက်ခတ်3ညဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲဆိုတော့ဒီမှာကျွန်တော်3ညထိတ်လေးထွက်သွားတယ်ဟုတ်ပြီเนาะ3ညလေးလေးအတွက်ပါကျွန်တော်ဒီ4လုံးပေါင်းခြင်းကကျွန်တော်တို့เนาะ63ဒီ78 9နဲ့ပေါင်း29 9ရဲ့နက်ခတ်က3ညကျွန်တော်ဘာထွက်သွားပြီလဲ3ညထိတ်စီထွက်သွားပြီဟုတ်ပြီကျွန်တော်တို့အလဲကိုကြည့်မယ်เนาะအလဲတိုင်းလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အလဲတိုင်းလေးကဘာဖြစ်မလဲဆိုတော့เนาะအလဲတိုင်းလေးကဒီကကျွန်တော်တို့2ရယ်เนาะ2ရယ်5ရယ်ဒီက2ရယ်ပြီးရင်ကျွန်တော်တို့က3ညရယ်ဟုတ်ပြီเนาะ2 5 2 3ညเนาะဒီကျွန်တော်တို့4လုံးပေါင်းခြင်းပေါ့เนาะ1 2 3 4လုံးပေါင်းခြင်းကကျွန်တော်တို့ဘာရလဲဆိုတော့4လုံးပေါင်းခြင်းက9ရတယ်ဟုတ်ပြီเนาะ9ရဲ့ပါဝါက4သူ့မှာလည်းကျွန်တော်တို့ဘာထွက်သွားပြီလဲဆိုတော့ဒီမှာ4အလေထွက်သွားတယ်ခင်ဗျဟုတ်ပြီเนาะဒီ4လုံးပေါင်းခြင်း2 5 2 3ညပေါင်းခြင်းက4လုံးပေါင်းခြင်းက9ရဲ့ပါဝါ4အလေထွက်သွားတယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒီတိုင်းပဲကျွန်တော်တို့အပိတ်ကိုပဲဆက်ကြည့်မယ်เนาะအပိတ်ကနန်းလေးကဘာထွက်လာမယ်ဆိုတော့အပိတ်ကနန်းလေးကဒီက9ရဲ့เนาะ9ရဲ့6ရဲ့เนาะ5ရဲ့965ရဲ့ဒီက2ရဲ့ဟုတ်ပြီเนาะဒါကတော့ကျွန်တော်ဝိုင်းလိုက်မယ်9ရဲ့6ရဲ့5ရဲ့2ရဲ့ပြီးရင်ဒီက3ညရဲ့เนาะ9 6 5 2 3ည5လုံးပေါင်းခြင်းပေါ့เนาะ6နဲ့5နဲ့ပေါင်းတော့17 9နဲ့ပေါင်းတော့20 22မှာ2ရဲ့ကျွန်တော်နက်ခတ်က4ဟုတ်ပြီเนาะ2ရဲ့နက်ခတ်က4ဆိုတော့ဒီမှာဘာထွက်သွားပြီလဲကျွန်တော်တို့က4အပိတ်ထွက်သွားပြီဟုတ်ပြီเนาะဒါကကျွန်တော်တို့3ည4ထွက်သွားတဲ့အပြင်ကိုပြလာပါကျွန်တော်နောက်တစ်ခုဆက်ကြည့်မယ်เนาะခွန်9ပေါ့ခင်ဗျာเนาะခွန်9ပင်ကိုကျွန်တော်ဆက်ကြည့်မယ်ဆိုရင်ပထမဆုံးကျွန်တော်တို့ထိပ်စီရတယ်ခုနဒီတိုင်းပဲသွားမယ်ပထမဆုံးပင်တိုင်းသွားမယ်เนาะဒီမှာ2 8 2ဒီ4လုံးပေါင်းခြင်းကကျွန်တော်တို့ပါ10ဒီမှာ10 20 3ညပေါ့ခင်ဗျာเนาะ3ညရဲ့နက်ခတ်9ဟုတ်ပြီ3ညနက်ခတ်9ဖြစ်သွားတော့ဒီမှာကျွန်တော်တို့ဗာထိပ်စီပြန်ထွက်သွားပြီလေ9ထိပ်စီထွက်သွားပြီဟုတ်ပြီเนาะဒီ4လုံးပေါင်းခြင်းက20ရပါတယ်3ညနက်ခတ်9ထိပ်စီရသွားပြီဟုတ်ပြီအဲ့ဒီတိုင်းပဲကျွန်တော်တို့အလဲကိုကြည့်မယ်အလဲကခုနဒီမှာပြောထားတဲ့အတိုင်းပဲ9 3 2ဟုတ်ပြီเนาะဒီ4လုံးပေါင်းခြင်းဒီ4လုံးပေါင်းခြင်းကကျွန်တော်တို့မှာဆို3ဆိုရင်6နဲ့ပေါင်းတော့8 9နဲ့ပေါင်းတော့18 9ရဲ့ပါဝါက2သူ့မှာကြတော့ကျွန်တော်နှလုံးယူအောင်ပေါ့ခင်ဗျာเนาะဒီမှာ9ပါဝါလောက်ထားတဲ့အတွက်ဒီမှာလည်းကျွန်တော်9ပါဝါသူ့မှာကြတော့ကျွန်တော်နှလုံးယူတယ်เนาะဒီမှာ9ဖြစ်ခြင်းဖြစ်မဖြစ်ခြင်း2ဖြစ်မယ်ဆိုကျွန်တော်9ကိုယူလိုက်တယ်9ဖြစ်လာတယ်ဒီမှာခွန်ဟုတ်ပြီเนาะအဲ့ဒီတိုင်းပဲနောက်တစ်ခုကျွန်တော်တို့အပိတ်ကိုဆက်ကြည့်မယ်6ပိတ်တာလေ6ပိတ်တာတဲ့အတွက်ဒီမှာကျွန်တော်တို့က2 6 3 3 2
ဟုတ်ပြီနော်အဲ့ဒီ9လုံးပေါင်းခြင်းဟုတ်ပြီနော်9လုံးဒီ9လုံးပေါင်းခြင်းပေါ့2ရဲ့6နဲ့ပေါင်းခြင်းတော့8 10 16ပါခင်ဗျာနော်6ရဲ့နက်ခတ်9ဟုတ်ပြီ6နက်ခတ်9ဖြစ်သွားတော့ဒီမှာကျော်တို့ဘာအပိတ်ထွက်သွားပြီလဲ9အပိတ်ထွက်သွားတယ်ဟုတ်ပြီနော်ခွန်9ထွက်သွားတယ်နောက်တစ်ခုကျွန်တော်ဆက်ပြီနော်လာမယ်ကျွန်တော်တို့6ကြိမ်မြောက်မှာဘာကနန်းထွက်မယ်ဆိုတော့ဆက်ကြည့်မယ်ခင်ဗျနော်ဒီ၄လုံးပေါင်းခြင်းဒီလေးလုံးပေါင်းခြင်း9 8 3ခွန်ပေါင်းခြင်းပေါ့ခင်ဗျာနော်3နဲ့9နဲ့ပေါင်းတော့10 18 20နဲ့3 20နဲ့3မှာ3ရဲ့ sorry ပါ3ရဲ့နက်ခတ်က9ပေါ့ခင်ဗျာနော်3ရဲ့ကျွန်တော်နက်ခတ်နဲ့တွက်လာတဲ့အတွက်3ရဲ့နက်ခတ်က9ပါခင်ဗျာ9ဆိုတော့ကျွန်တော်တို့ကဘာထွက်သွားပြီလဲနော်3ရဲ့နက်ခတ်က9ဆိုတော့ကျွန်တော်တို့က9ထိပ်စီရပြီခင်ဗျာဟုတ်ပြီနော်နော်4လပိုင်း1ရက်နေ့ကို9တလုံးကျွန်တော်တို့ထိပ်စီရသွားပြီကျွန်တော်တို့အလဲကိုကြည့်မယ်เนาะအလဲကိုကြည့်မယ်ဆိုရင်အလဲကလည်းဒီဟာ3 4ခွန်3ညเนาะဒီ4လုံးပေါင်းခြင်း10 14ဆိုတော့4ရဲ့ပါဝါ9ဟုတ်ပြီเนาะ4ပါဝါ9ဆိုတော့ကျွန်တော်တို့ဒီမှာနှလုံးယူရတယ်9နဲ့2နဲ့နှလုံးယူရတယ်တို့ကျွန်တော်တို့ကဘာဖြစ်မယ်အလဲတိုင်းမှာ4 3မဟုတ်เนาะ4 3မဟုတ်9ဖြစ်ကြမယ်ဟုတ်ပြီနော်4 3မဟုတ်9ပေါ့ခင်ဗျာနော်နော်4 3မလို့9ရပါတယ်ကျွန်တော်အပိတ်ကိုဆက်ကြည့်ပေးပါနော်အပိတ်ကဒီဟာ9ပြီးရင်ဒီနှလုံးပေါင်းခြင်းပြီးရင်9ပြီးရင်နောက်ဆုံးဒီဟာ3ညအဲ့ဒီ9လုံးပေါင်းခြင်းဟုတ်ပြီနော်ဒီ9လုံးပေါင်းခြင်းကကျွန်တော်တို့ဘာလာမလဲ9နဲ့4နဲ့ပေါင်းတော့9နဲ့9နဲ့ပေါင်းတော့18 9နဲ့ပေါင်းတော့25 3ညနဲ့ပေါင်းတော့25 9ရဲ့နက်ခတ်က3ဟုတ်ပြီ9ရဲ့နက်ခတ်က3ဆိုတော့ဒီမှာကျွန်တော်တို့ဘာလာပြီရဲ့3ပိတ်လာပြီဟုတ်ပြီနော်3ပိတ်ကျွန်တော်တို့ဘာထွက်လာမယ်ဆိုတော့6ကြိမ်မြောက်4လပိုင်း1ရက်နေ့မှာဟုတ်ပြီနော်6ကြိမ်မြောက်4လပိုင်း1ရက်နေ့မှာနှစ်ကွက်ပဲထိုးရမယ်မိမိတို့အပိုင်ထိုးရမှာက9 4 3ဟုတ်ပြီနော်9 4 3 3မဟုတ်9 9 3ဒီနှစ်ကွက်ကိုမိမိတို့စိတ်ကြိုက်ထိုးလို့ရခင်ဗျဟုတ်ပြီနော်ဒီနှစ်ကွက်ပဲထိုးရမယ်9 4 3 9 9 3ဒါက6ကြိမ်မြောက်ပါဟုတ်ပြီနော်ဒါက6ကြိမ်မြောက်မှာ 3D အတွက်နော်ဒါကညနေ3နာရီခွဲအတွက်4လပိုင်း1ရက်နေ့ညနေ3နာရီခွဲမှာ9 4 3နဲ့9 9 3နော်နှစ်ကွက်ပဲထိုးရပါမယ်အားလုံးပဲကျွန်တော်4လပိုင်း1ရက်နေ့မှာအားလုံးပဲကံကောင်းခြင်းတွေနဲ့ပြည့်စုံပါစေအားလုံးကံကောင်းကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ